စူရန်သမရနန်တော်ကိုပြည်သူစစ်တွေလက်ကနေစစ်တပ်ကမနေ့ကမတ်လ22ရက်နေ့မှာပြန်လည်သိမ်းပိုက်လိုက်ပါတယ်။နှစ်နှစ်နီးပါးကြာတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စူရန်စစ်တပ်ဟာသမရနန်တော်ကို RSF ပြည်သူစစ်တွေလက်ကနေပြန်လည်သိမ်းပိုက်လိုက်တယ်လို့စူရန်စစ်တပ်ကသတင်းထုတ်ပြန်လိုက်ပါတယ်။မကြသေးမီလတွေအတွင်း RSF ပြည်သူစစ်အဖွဲ့ကိုထိုးစစ်တိတိတတ်တာဆင်နေတဲ့စူဒန်စစ်တပ်အတွက်ဂျာဟာအဓိကအောင်ပွဲတရဖြစ်လာခဲ့ပါတယ်။သမရနန်တော်ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်စစ်သားတွေအောင်ပွဲခံနေတဲ့ရုပ်သံနဲ့တပ်ပုံတွေကလူမှုကွန်ရက်မှာထွက်ပေါ်နေပါတယ်။ဒါပေမဲ့လည်းမြို့တော်ခါတိုမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေလားဆိုတာတော့ရှင်းလင်းစွာမသိရသေးပါဘူး။ RSF ပြည်သူစစ်အဖွဲ့ကတော့သူတို့ရဲ့တိုက်ခိုက်ရေးသမားတွေဟာအဲ့ဒီဒေသအနီးတစ်ဝိုက်မှာရှိနေစေဖြစ်တယ်လို့ဆိုပါတယ်။သမရအိမ်တော်ကိုဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်းမှာတော့နိုင်ငံပိုင်ရုပ်သံဌာနသတင်းအဖွဲ့နဲ့စစ်တပ်မီဒီယာဆက်ဆံရေးအရာရှိ2ယောက်အပါအဝင်လူအများအပြားတည်ဆုံခဲ့တယ်လို့ပြည်သူစစ်အဖွဲ့ကထုတ်ပြန်ပါတယ်။စူရန်နိုင်ငံပိုင်သတင်းဌာနကတော့မနေ့ကမနက်ပိုင်းမှာသမရနန်းတော်နဲ့ဝန်ကြီးဌာနအဆောက်အအုံတွေကိုစူရန်စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းပြည်သူစစ်တွေရဲ့လက်နက်အများအပြားလေးရရှိခဲ့တယ်လို့ဆိုပါတယ်။သမရနန်းတော်တောင်ဘက်နေမြေအများအပြားကိုသိမ်းပိုက်ထားပေမဲ့ကြန့်ရှိနေတဲ့ပြည်သူစစ်တွေကိုစစ်တပ်ကတိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပွဲရှိပါတယ်။ပြည်သူစစ်တွေကအနီးအနားမှာရှိတဲ့လေဆိပ်ကိုလည်းထိန်းချုပ်ထားတာပါ။စူဒန်စစ်တပ်အကြီးအကဲနဲ့ပြည်သူအဖွဲ့အကြီးအကဲတို့ကြားအာဏာလွန်ဆွဲမှုကအစပြုခဲ့တဲ့ပြည်တွင်းစစ်အတွင်းလူထောင်ပေါင်းများစွာတည်ဆုံခဲ့ပြီးတော့တန်နဲ့ချီပြီးနေရဆွန့်ခွာထွက်ပြေးနေရကဆိုးရတဲ့လူသားချင်းစာနာမှုအခြေအနေဖြစ်ပေါ်နေပါတယ်။ပြည်တွင်းစစ်အဆုံးသတ်ဖို့ကတော့အလံဝေးနေစေဖြစ်ပြီးတော့ပြည်သူစစ်အဖွဲ့ဟာနိုင်ငံရဲ့ဒေသတော်တော်များများကိုထိန်းချုပ်ထားစေဖြစ်ပါတယ်။ဆိုတော့အခုပြပြပေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုထင်မြင်ယူဆချက်တွေကိုအောက်က comment မှာရေးပေးခဲ့ပါဦးနော်။